နေ့သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်တရင်ကျော်လာပြည်နေ့ရန်ကုန်ဒေသကြီးတာကိတမြို့နယ်ပုညယာမမောဂဝိပဿနာဓမ္မယတ္တာကြီးအတွင်၌ကျေးဇူးတော်ရှင်အကမဟာပန္တိတမောဂုဆရာတော်ဘုရားကြီး၏ဥပနိတယဓမ္မလမ်းစဉ်အတိုင်းစေခြင်းမြောက်စင်ရင်ကျင့်ပပြုလုပ်အပ်သောနိဗ္ဗာန်ဝင်လန်းအတိတ်တံယတရားစခန်းပွဲကြီး၌ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အလိုဆန္ဒတော်သည်ပြည်ပြရတော်မူခဲ့တဲ့ဓမ္မခန္ဓာတော်တွေကိုဆရာတင်ပြီးတော့မှမိမိကိုယ်တော်တိုင်ထိုတို့တွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ကျင့်ကြံကြိုးကုပ်ပွားများအတုတော်မူပြီးတဲ့နောက်မှတက္ကဒကမပေါင်းသူတော်ကောင်းတွေကိုလည်းပဲခန္ဓာအရှိဉာဏ်အတိနဲ့ကိုက်ညီအောင်ကျင့်ကြံကြိုးကုပ်ပွားများအတုနိုင်ဖို့ရာအတွက်ဟောဘောညွန်ပြစုဆုံးမသွားတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်အကမပန္တိတမောဂုဆရာတော်ဘုရားကြီး၏အတန်တော်ဉာဏ်တော်တို့ကိုဥဒိမ့်မှာပန်ဆင်လျက်၎င်းဥပဇင်အပတိယအခြေခံရအောင်သွန်သင်ညွန်ပြစုဆုံးမပေးတော်မူကြသည်ရန်ကုန်မြို့တိပိဋကမဟာကန္နာယုံကျောင်းတိုက်ကြီး၏ဥစီဗရဏနာယကဆရာတော်ဘုရားကြီးနှင့်စာချဆရာတော်အရှင်မြတ်တို့၏ကျေးဇူးတရားတို့ကို၎င်းဥပဇင်အပတိပတ်အနေမှရအောင်ကျင်ဤကြံဤဟောဤပြောဤတို့ကိုသွန်သင်ညွန်ပြစုဆုံးမပေးတော်မူကြသည်ရန်ကုန်မြို့သူစီကံတိုက်မဏိယရဏမိုးကုတ်ကျောင်း၏ဥစီဗရဏနာယကဆရာတော်ဘုရားကြီးနှင့်ဓမ္မဂတိကကမရဏစရိယအစရှိသောဆရာသခင်ကျေးဇူးရှင်တို့ရဲ့ဥပနိတယများကိုအပြည့်အဝဥဒိမ္မာထားလျက်အတုအပြင်ပုညယာမမောဂဝိပဿနာဓမ္မယတ္တာကြီးဤဥစီပဒနာနာယကဆရာတော်ဘုရားဤဘုန်းကြီးကံရဲ့မေတ္တာရဲ့အောက်မှာခိတ္တခိုလုံးပြီးဘဝတန္တရာဆက်ဆက်ကတော်ဆက်ခဲ့ကြကုန်သောအမိအပဆွေမျိုးညီကိုမောင်နှမပေါင်းသူတော်ကောင်းတို့နှင့်သူစိကံဥပဒေတို့ကမ္မကုံကြသည်လို့တန်တရားဘုံတကွေယခုလိုတဖန်ပြန်လည်းကဆုံးတွေ့လာရတဲ့အချိန်ဘုရားရှင်ရဲ့အလိုတော်ကြကျေးဇူးတော်ရှင်အကမပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးဤစာတွေ့လက်တွေ့ပရိစ္ဆသမုပ္ပါတစ္ဆာတရားမူတေထားပြီးဒီနေ့ညနေပိုင်းတရားဝဲမှာဥပဒေများဉာဏ်မိသမျှကျေးဇူးပြုပေးသွားမယ်တရားတော်ကတန္တရာဖြတ်တန်းကယူသွားကြပါတဲ့ပရိသတ်ကြီးပါတရားအဘိတန္တရာဖြတ်တန်းကယူသွားကြပါဆိုတဲ့တရားဥပဒေများဉာဏ်မိသမျှဟောကြားခြင်းမြင့်တဲ့အခါမှာဥပဒေဟောတဲ့အတိုင်းလည်းပဲနားနိုင်ကြပါစေနားတဲ့အတိုင်းလည်းပဲသိကြပါစေသိတဲ့အတိုင်းလည်းပဲကျင့်ကြံကြိုးစားပွားများလိုက်နာနိုင်ကြပါစေဆိုတဲ့စေတနာစန္ဒမေတ္တာများဖြင့်ကျေးဇူးပြုဟောကြားပေးမှာဖြစ်တဲ့အတွက်တရားတော်များကိုမဟောကြားမီမနာကြားမီမှာအနန္တ၅ပါးကိုအလုံးမဲ့ညီညာစွာပူဇော်ကြရမှာဖြစ်တဲ့အတွက်ကြောင့်လိုက်စုပူဇော်ကြရအောင်ရှင်တော်ဗုဒ္ဓဓမ္မသံဃာအာစရိယမိဘဆုံးစွာအင်းဇလီမိုးရှိခိုးပန်ထွာအနန္တငါဝဝန္ဒနာဥချလိုက်ပါကိုင်မြတ်တက်တာသောဣရိယာပုံများနဲ့တရားတော်များကိုယူတည်လေးစားစွာနာကြားမှတ်သားနိုင်ကြပါပြီကတရားတော်ရဲ့ပဏာမလင်္ကာလေးနဲ့ချီမှာဖြစ်တဲ့အတွက်ကြောင့်အလုံးမဲ့ညီညာစွာလိုက်ဆိုပူဇော်ကြရအောင်စီပွားဥစ္စာမမြဲပါဝင်လာပြီးရင်ထွက်တတ်တာမမြဲဥစ္စာအနှစ်ရှာဒါနဆိုတာတွေ့နိုင်တာတွေ့တဲ့ဒါနဖြတ်တန်းကတန္တရာအတွက်ယူသွားကြစီးပွားဥစ္စာ
မမြဲပါဝင်လာပြီးရင်ထွက်တတ်တာမမြဲဥစ္စာအနှစ်ရှာဒါနဆိုတာတွေ့နိုင်တာတွေ့တဲ့ဒါနဖြတ်တန်းကတန်တရာအတွက်ယူသွားကြဒါကြောင့်မို့အလုံးသောမေတော်ကမြစ်ဓမ္မလောကမှာစီဝဥစ္စာယရနာတွေသည်များသောအပြင်မရှိကြတာလားရှိကြတာလားအဲ့ဒီစီဝဥစ္စာယရနာတို့ဒီကပြန်ပြီးကြည့်ကြမယ်ဆိုတဲ့အခါကျတော့မြဲတဲ့အရာတွေလားမမြဲတဲ့အရာတွေလားမမြဲတဲ့အရာတွေတဲ့ဝင်လာပြီးရင်တခြားလားပြန်ပြီးတော့ထွက်နိုင်တာလားအဲ့ဒီလိုပြန်ပြီးတော့ထွက်နိုင်တာအတွက်ကြောင့်အဲ့ဒီမမြဲတဲ့စီဝဥစ္စာတွေကနေပြီးတော့အလုံးသောမေတော်ကမြစ်ဓမ္မသည်ကိုယ့်အတွက်အနှစ်ရအောင်မရှာရမလားရှာရမလားကိုယ့်အတွက်တန်ត្រာအတွက်အထောက်ပံ့ဖြစ်အောင်ဆိုပြီးတော့မလုပ်ရမလားလုပ်ရမလားဒါကြောင့်မို့အဲ့ဒီမမြဲတဲ့စီဝဥစ္စာတွေကနေပြီးတော့မိမိတို့ကနေပြီးတော့အနှစ်ပြန်ပြီးတော့ထုတ်ကြမယ်ဆိုတဲ့အခါကျတော့တခြားတွေ့ရမလားဒါနတွေ့ရမလားအဲ့ဒီတွေ့တဲ့ဒါနကိုဥဒ္ဓမေတော်ကမြစ်တော်များကနေပြီးတော့ကြိုးစားပြီးတော့မလုပ်ရမလားလုပ်ရမလားအဲ့ဒီလိုလုပ်သောပုဂ္ဂိုလ်များသည်တန်ត្រာအတွက်ဖြတ်တန်းကမရမလားရမလားအဲ့တော့ဖြတ်တန်းကကလေးတွေဥဒ္ဓမေတော်ကမြစ်တော်များကနေပြီးတော့တန်ត្រာအတွက်ရအောင်မယူဘူးလားယူရမလားယူရမယ်ဆိုတော့ဖြတ်တန်းတယ်ဆိုတော့လောကမှာလည်းပဲကြည့်တဲ့အခါကျတော့တရားတွေမှာမဖြတ်ဘူးလားဖြတ်ရသလားတရားတွေဖြတ်တဲ့အခါကျတော့ကိုကနေပြီးတော့ဖြတ်တန်းကကလေးတွေမပေးဘူးလားပေးခဲ့ရတာလားကားဆိုရင်ဘယ်လောက်ဆိုင်ကယ်ဆိုရင်ဘယ်လောက်စက်ဘိန်းဆိုရင်ဘယ်လောက်ဆိုပြီးတော့အတိအကျမပေးခဲ့ရတာလားပေးခဲ့ရတာလားဒါပေမဲ့လို့ကိုကပြန်ပြေးကြည့်လိုက်တဲ့ချိန်ကကျတော့အဲ့ဒီတရားရဲ့အပေါ်မှာကိုဖြတ်တဲ့အချိန်ဒီအကြာကြီးလားခဏလေးလားခဏလေးကိုကနေပြီးတော့ဖြတ်ခဲ့ရပေမဲ့လို့သူ့ရဲ့အပေါ်မှာကိုကဖြတ်တဲ့အတွက်ကြောင့်ဖြတ်တဲ့ဖြတ်တန်းကမပေးဘူးလားပေးခဲ့ရလားအခုလည်းပဲအလုံးသားမေတော်ကမြစ်ဓမ္မတိ31ပုံရဲ့အတွင်းကဘယ်ပုံကိုရောက်နေကြတာအဲ့ဒီလူပုံကိုရောက်ပြီးတော့နေတဲ့အခါမှာလည်းပဲလူပုံရဲ့အတွင်းမှာနေရမှာဒီအကြာကြီးလားခဏလေးလားအဲ့ဒီလိုခဏလေးနေရတဲ့အတွင်းမှာကိုယ့်ရဲ့အတွက်တန်ត្រာအတွက်ဖြတ်တန်းကရအောင်မယူဘူးလားယူရမှာလားဒါကြောင့်မို့ဒီဘဥဒ္ဒါတွေကနေပြီးတော့အနှစ်ထုတ်ပြီးတော့ယူလိုက်မယ်ဆိုရင်တခြားတွေ့ရမှာလားဒါနတွေ့ရမှာလားအဲ့ဒီတွေ့တဲ့ဒါနကိုဥဒ္ဓမေတော်ကမြစ်ဓမ္မတိဘဝတန်ត្រာအတွက်ဖြတ်တန်းကဖြစ်အောင်ဆိုပြီးတော့ကြိုတင်ပြင်ဆင်ကုသိုလ်ကောင်းမှုတွေလည်းပဲမလုပ်ရမှာလားလုပ်ရမှာလားလုပ်တဲ့ပုဂ္ဂိုလ်များဒီတန်ត្រာအတွက်ဖြတ်တန်းကမရမှာလားရမှာလားအဲ့တော့ကိုကယူသွားရမှာဘာလို့သွားရမှာလောကတရားတွေဖြတ်တဲ့အခါကျတော့ယူသွားရတာလားထားခဲ့ရတာလားပေးခဲ့ရတယ်ပေါ့ဗျာနော်မပေးဘူးလားပေးခဲ့ရတာလားဒါမှမဟုတ်ကိုကဘဝတန်ត្រာအတွက်ကတော့ရအောင်ဆိုပြီးတဲ့အခါကျတော့မယူရမှာလားယူရမှာလားဒါကြောင့်မို့တန်ត្រာဖြတ်တန်းကယူသွားကြပါတဲ့ဘာဖြတ်တန်းကကိုင်စီပါဥစ္စာတွေကအနှစ်တို့ဘာကိုတွေ့ရမှာဒါနလည်းပဲဥဒ္ဓမေတော်ကမြစ်ဓမ္မတိတသံသမမပြုရမှာလားပြုရမှာလားပြုရမယ်နံပါတ်2ကခန္ဓာတဲ့နံပါတ်2ပါပါလေကိုင်ဆိုလည်းပေါင်းခန္ဓာဆိုတာမမြဲပါယောဂပေါင်းစုံဝင်ထည့်ပြမမြဲခန္ဓာအနှစ်ရှာသီလဆိုတာတွေ့နိုင်တာတွေ့တဲ့သီလဖြတ်တန်းကတန်ត្រာအတွက်ယူသွားကြခန္ဓာဆိုတာမမြဲပါယောဂပေါင်းစုံဝင်ထွက်ရာမမြဲခန္ဓာအနှစ်ရှာသီလဆိုတာတွေ့နိုင်တာတွေ့တဲ့သီလဖြ
တ်တန်းကသံတရာအတွက်ယူသွားကြဒါကြောင့်အလုံးသောမေရောကမြုမတ်တိယထာရကခန္ဓာဘယ်နှပါပရိသသမုပ္ပါပေါ်တင်ကြည့်ဘယ်ကွယ်မှာဘယ်သူတွေလဲမေးတော့ဟုတ်ပြီအဲ့ဒီခန္ဓာမှန်သမျှဒီဥဒ္ဒမေရောကမြုမြတ်မြဲမဲ့ခန္ဓာလားမမြဲမဲ့ခန္ဓာလားအဲ့ဒီရဲ့မမြဲတဲ့ခန္ဓာကိုယ်ကြီးရဲ့အတွင်းမှာတောင်းမှကြည်လိုက်တဲ့အခါကျတော့ယောဂပေါင်းစုံတွေကလည်းပဲအမျိုးမျိုးအပုံပုံမဝင်ဘူးလားဝင်လာတာလားအဲ့ဒီလိုဝင်နိုင်တဲ့အတွက်ကြောင့်ဥဒ္ဒမေရောကမြုမြတ်ကနေပြီးတော့အဲ့ဒီမမြဲတဲ့ခန္ဓာကိုယ်ကြီးတွေကနေပြီးတော့အနှစ်မရှာရမှာလားရှာရမှာလားအဲ့ဒီလိုမမြဲတဲ့ခန္ဓာကိုယ်ကိုအနှစ်ထုတ်ပြီးရှာလိုက်တဲ့အချိန်ခါကျတော့တခြားတွေ့ရမှာလားသီလတရားတွေ့ရမှာလားအဲ့ဒီသီလကိုလည်းပဲဥဒ္ဒမေရောကမြုမတိစွမ်းနိုင်တဲ့မြမဆောင်ထင်းရမှာလားဆောင်ထင်းရမှာလားအဲ့ဒီလိုဆောင်ထင်းပြလိုက်တဲ့ချိန်ကကျတော့တွေ့တဲ့သီလကိုကိုယ့်ရဲ့ဘဝတန်တရာအတွက်ဖြတ်တန်းကြရအောင်ဆိုပြီးတဲ့အခါကျတော့မယူရမှာလားယူရမှာလားယူနိုင်အောင်လည်းပဲမကြိုးစားဘူးလားကြိုးစားရမှာလားကြိုးစားရမယ်အဲ့တော့အလုံးသောမေရောကမြုမှာနံပါတ်3ကအသက်ဆိုတာကလည်းပဲမြဲမဲ့အရာဟုတ်ရဲ့လားကိုင်ဆိုလိုက်ပါအောင်အသက်ဆိုတာမမြဲပါမကြခင်မှာတည်ရမှာမမြဲအသက်မှာအနှစ်ရှာဘာဝနာဆိုတာတွေ့နိုင်တာဘာဝနာဓမ္မဖြတ်တန်းကသံတရာအတွက်ယူသွားကြအသက်ဆိုတာမမြဲပါမကြာခင်မှာတည်ရမှာမမြဲအသက်မှာအနှစ်ရှာဘာဝနာဆိုတာတွေ့နိုင်တာဘာဝနာဓမ္မဖြတ်တန်းကသံတရာအတွက်ယူသွားကြဒါကြောင့်အလုံးသောမေရောကမြုမှာအသက်ဆိုတာကလည်းပဲမြဲမဲ့အရာဟုတ်ရဲ့လားမကြခင်မှာတမျိုးမျိုးနဲ့အလုံးသောမေရောကမြုမှာဒီမတည်နိုင်တာလားတည်နိုင်တာလားအဲ့ဒီလိုမမြတ်တဲ့အသက်တွေကနေပြီးတော့ဥဒ္ဒမေရောကမြုမှာဒီဘဝတန်တရာအတွက်အနှစ်ထုတ်ပြီးတော့မယူရမှာလားယူရမှာလားအဲ့ဒီလိုယူရမယ်ဆိုတဲ့အခါကျတော့တရားတွေ့ရမှာလားဘာဝနာတွေ့ရမှာလားအဲ့ဒီဘာဝနာဆိုတဲ့ဖြတ်တန်းကားကိုဥဒ္ဒမေရောကမြုမတိတန်တရာအတွက်ရအောင်မယူဘူးလားယူရမှာလားအဲ့တော့လူပြည်လူလောကရောက်ပြီးတော့လာခဲ့ရတာလည်းပဲပြန်ပြီးကြည့်ကြရင်အကြာကြီးနေရမှာလားခဏလေးပဲလားတန်တရာနဲ့ချိန်ပြီးကြည့်လိုက်တဲ့အခါကျတော့ဥဒ္ဒမေရောကမြုမတိလူဘဝကြီးရောက်ပြီးတော့လာခဲ့ရတာဒီခရီးသွားပုဂ္ဂိုလ်ရဲ့အနေနဲ့ခိတ္တကနာဇယတကုမှလာပြီးတော့နားတယ်လို့မျိုးမဖြစ်ဘူးလားဖြစ်နေလားအကြာကြီးလားခဏလေးလားအဲ့ဒီလိုတန်တရာအတွင်မှာသွားပြီးတော့နေတဲ့အခါမှာကိုယ့်ရဲ့အတွက်တန်တရာဖြတ်တန်းကလေးတွေရအောင်ဆိုပြီးတော့မယူရမှာလားယူရမှာလားဒါနာကောင်းမှုတွေလည်းပဲမပြုရမှာလားပြုရမှာလားသီလလည်းပဲမစောင့်တည်ဘူးလားစောင့်တည်ရမှာလားဘာဝနာအလုပ်လည်းပဲမလုပ်ဘူးလားလုပ်ရမှာလားအဲ့ဒီလိုဒါနသီလဘာဝနာတွေခြေခံပြီးတဲ့အခါကျတော့နောက်ဆုံးဝိပဿနာအလုပ်ကိုလည်းပဲမလုပ်ရမှာလားလုပ်ရမှာလားကဲဝိပဿနာအလုပ်လုပ်မယ်ဆိုတော့လည်းပဲတခြားကြည့်ရတာလားခန္ဓာကြည့်ရတာလားသူများခန္ဓာကြည့်ရမှာလားကိုယ်ခန္ဓာကိုကြည့်ရမှာလားသူများခန္ဓာကြည့်ရင်သူများအပြစ်တွေမမြင်မှာလားမြင်မှာလားကိုယ်ခန္ဓာကိုကြည့်မှသာလျှင်ကိုယ့်ရဲ့အပြစ်တွေမမြင်မှာလားမြင်ရမှာလားဟောခန္ဓာရဲ့အပြစ်တွေမြင်မှမုံမယ်မုံမှဆုံးမယ်ဆိုပြီးတော့အရှင်အတိုင်းမသွားဘူးလားသွားမှာလားဒါကြောင့်မို့မိမိတို့ဘဝမှာရောက်ပြီးတော့လာတဲ့အခါကလေးမှာကိုယ်အတွက်ကတော့ပြင်ဘာပဲဖြစ်ဖြစ်တန်တရာမှာဖြတ်တန်းကားလေးတွေရအောင်ဆိုပြီးတော့ကြိုးစားပြီးတော့မယူရမှာလားယူရမှာလားအဲ့ဒီလိုယူသွားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြည်ဘယ်ပြည်ပါလေပြောပါအောင်ကျောင်းတော်ကြီးကဘယ်ကျောင်း
သာဝတိပြည်မွန်တတော်အကြောင်းမှာပြခြင်းကိုရောမြတ်ကြီးကိန်းအောင်မွေလျောသံပြောတော်ပူတော်နေတဲ့အကိုင်ဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲနေ့စဉ်နဲ့အမြာတရားဓမ္မတွေမဟောဘူးလားဟောနေမှာလားအဲ့ဒီလိုတရားဓမ္မတွေအမြဲမပြဟောပြီးတော့နေတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားပွဲသဘင်မှာအမျိုးကောင်းသားတယောက်တရားတွေလားပြီးတဲ့အခါကျတော့မနာဘူးလားနာရလားအဲ့ဒီအမျိုးကောင်းသားလေးရဲ့နာမည်ကတော့ပြင်တရားမဟုတ်ပါတိတ်တာတဲ့ဘယ်သူပါလဲဒါဖြင့်တိတ်တာဆိုတဲ့အမျိုးကောင်းသားလေးဒီဘုရားရှင်ကိုရောမြတ်ကြီးရဲ့အကြောင်းတော်ကိုအမြဲမပြသွားပြီးတဲ့အခါကျတော့တရားမနာဘူးလားနာသလားတရားနာပါများလာပြီဆိုတဲ့အခါကျတော့သူ့မှာတန်ဝေကတွေမရဘူးလားရလာမလားအဲ့ဒါမဲ့တော့ကွန်ပျူတာမှာတရားနာတိုင်းတို့လည်းပဲတန်ဝေကမရပါဘူးတရားနာတိုင်းလည်းပဲတန်ဝေကရပါမလားကဲအလုံးသမတော်ကွန်ပျူတာများတာမှာတရားတွေနာခဲ့ရတာရက်ပေါင်းတရားမပြည့်ဘူးလားပြည့်တော့မလားဘယ်နှကြိမ်ဘယ်နှကတန်ဝေကရကြပြီရပါတယ်မစွန့်နိုင်သေးလို့ပါတယ်တန်ဝေကလေးတွေတော့မရဘူးလားရပြီလားဒါပေမဲ့လို့စွန့်နိုင်ကြပြီလားမေးတဲ့အခါကျတော့မစွန့်နိုင်သေးပါအဲ့ဒီတော့တိတ်တာဆိုတဲ့အမျိုးကောင်းသားတွေဒီဘုရားရှင်ကိုရမကြီးရဲ့ကျောင်းတော်ကိုနေ့စဉ်သွားရောက်ပြီးတဲ့အခါကျတော့တရားနာတော့တန်ဝေကညာမရတာလားရတာလားနေ့တိုင်းလည်းပဲတရားတွေမနာဘူးလားနာရတာလားအဲ့ဒီလိုနာရတဲ့အတွက်ကြောင့်သူတိသာသနာဝန်တန်းရှင်ယဟန်ပြုခြင်းနဲ့ဘာလို့ချင်ပါလိမ့်သာသနာဝန်တန်းရှင်ယဟန်ပြုခြင်းတဲ့ဆိုတဲ့အခါကျတော့သူရဲ့မိခင်ဖခင်ကျေးဇူးခြင်းတွေကိုခွင့်မတောင်းမလားတောင်းရမှာလားအဲ့ဒီလိုခွင့်တောင်းလိုက်တဲ့ခြင်းကကျတော့ကဲမိခင်ဖခင်ကျေးဇူးခြင်းတွေကလည်းပဲကြီးကြီးသားသားနဲ့ခွင့်မပြုဘူးလားခွင့်ပြုသလားခွင့်ပြုတော့ဥဒိတကလေးဒီယဟန်မပြုရမှာလားပြုရမှာလားလူဘဝတုံးကတမဘုရားရှင်ကိုရမကြီးရဲ့ကျမ်းတော်ကိုနေသင်သွားပြီးတဲ့အခါကျတော့တရားတွေနာတယ်ယဟန်ပြုပြီးတဲ့အခါမှလည်းပဲအမြင့်မပြတ်တရားမနာဘူးလားနာမလားတရားနာရင်ကနေပြီးတော့တဲ့ဖြစ်ခြင်းလာပြီဆိုတဲ့အခါကျတော့သူ့ရဲ့ခန္ဓာကိုယ်မှာမိတ်ပူကလေးတွေပေါက်လာတာဘာလေးတွေပေါက်လားမိတ်ပူကလေးတွေမပေါက်ဘူးလားပေါက်လာသလားအဲ့ဒီမိတ်ပုကလေးတွေရရန်လို့ဆိုပြီးတဲ့အခါကျတော့ကုတ်ရာကနေပြီးတော့တပြည့်တပြည့်မိတ်ပုကလေးတို့ဒီမကြည်လာတာလားကြည်လာတာလားအဲ့ဒီလိုကြည်ပြီးတော့လာလိုက်တဲ့ချိန်ကကျတော့ဥဇပထမသူဒီတေးသေးကလေးကနေပြီးတော့တပြည့်တပြည့်မကြည်လာမလားကြည်လာမလားကလေးပဲဒီလေးတော့လည်းပဲမဖြစ်ဘူးလားဖြစ်လာမလားပထမတော့မုံညင်းစီလောက်ပေါ့ဘယ်လောက်ပါလဲအဲ့ဒီကနေပြီးတော့တပြည့်တပြည့်မကြည်ဘူးလားကြည်လာတာလားမုံညင်းစီကနေပြီးတော့ကလပဲဈေးလောက်ဘယ်ဈေးလောက်ဖြစ်လားအဲ့ဒီကလပဲဈေးလောက်ကနေပြီးတော့တပြည့်တပြည့်ကြည်လာတဲ့အခါကျတော့ဈေးသေးလောက်မဖြစ်ဘူးလားဖြစ်လာမလားအဲ့ဒီကနေပြီးတော့နောက်ဆုံးရှေရှားသည်ပုံတတံဘယ်တတံနောက်ဆုံးအဲ့ဒီတည်းကြည်လာတဲ့အခါကျတော့အုံရှိသည်ပုံတတံအပူအပိန်နေသူ့ရဲ့ခန္ဓာကိုယ်မှာမဖြစ်ဘူးလားဖြစ်လာမလားအဲ့ဒီလိုဖြစ်ပြီးတော့လာပြီးဆိုတဲ့အခါကျတော့သူဒီဖျားခြင်းကိုရမကြီးရဲ့အကြောင်းတော်ကိုသွားပြီးတော့တရားတွေ့နာနိုင်သေးရဲ့လားသူ့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဖောက်ပြန်ပြီးတော့မပြဘူးလားပြလာတာလားအဲ့ဒီမှာသွေးတပြည့်တဲ့တူတူတရွရွဖြစ်ပြီးတဲ့အခါကျတော့မသွားနိုင်မလာနိုင်မထနိုင်မပြုနိုင်သူ့မှာယောဂဝေဒနာတွေပြင်းထန်စွာခံစားပြီးတဲ့အခါကျတော့မနေရတာလားနေရတာလားတပြည့်တပြည့်နဲ့အဲ့ဒီအပူတွေကနေပြီးတော့ဘလို့ဖြစ်လာတယ်လဲဆိုတဲ့အခါကျတော့နောက်ဆုံးပုပ်စောတောင်မှနန်လာတာဘလို့ဖြစ်လာလဲအဲ့ဒီလိုပုပ်စောတဲ့နန်လာပြီဆိုတဲ့အခါကျတော့သူ့ရဲ့အလုကျွေးတွေကလည်းပဲသူ့ရဲ့သင်္ကေချင်းမိသေးချမ်းတော်တွေကလည်းပဲသူနာကပ်ပါအောင်မလားမကတ်တော့ပါကတ်သေးလားမေးတော့မကတ်တော့သူမတယောက်တည်းမနေရတာလားနေရတာလားအဲ့ဒီလိုနေရလိုက်တဲ့ချိန်ကကျတော့အဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲကျောင်းတော်ကနေပြီးတော့ဒိဗ္ဗစက္ကုဉာဏ်တော်ကြီးနဲ့လှမ်းမြောပြီးတော့မကြည့်ဘူးလားကြည့်သလားဩတဲ့ငါရဲ့သားတော်တိတ်တကလေးသည်ငါဘုရားရှင်ကိုရမကြီးရဲ့ကျောင်းတော်ကိုတရားတွေလာပြီးတော့မနာတာအတော်တောင်းမှကြာသွားပြီဆိုပြီးတော့လှမ်းပြီးတော့ညံတော်နဲ့မကြည့်ဘူးလားကြည့်သလားတန်ကတော့အရှင်မြတ်တွေကလည်းပဲသူနာမှာရှိသေးရဲ့လားတခြားကြောင့်လားပုပ်စောနံလာလို့လားအဲ့ဒါပုပ်စောတွေနံလာပြီဆိုတဲ့အခါကျတော့သူ့ရဲ့တိတ်တာရဲ့ရှေ့ကနေပြီးတော့ပုတိဂတ္တဆိုတာလေးမထဲဘူးလားထဲလိုက်တာလား
အပြည့်အစုံပြောရင်တော့ပုတိကတ္တပုတိဂတ္တဘာပါလေဒါလေးဦးဇင်းတို့ဆရာသမားကလည်းပဲမဟောဘူးလားဟောခဲ့လားဘယ်ထဲမှာဟောတာလဲဟုတ်တယ်ကိုပြုတိုင်းသာခံရမှာနော်အဲ့ထဲမှာမဟောဘူးလားဟောခဲ့လားအဲ့တော့အလုံးသမဲ့တော့ကမြဓမ္မသူမယောဂဝေဒနာတွေဖြည်းဖြည်းနှိမ့်ဆက်ပြီးတော့ခံနေရပြီဆိုတဲ့အခါကျတော့သူ့ရဲ့ရှေးကနေပြီးတော့ဘွဲ့တော်လေးတွေအပြည့်အစုံဆိုပြီးတော့ပုတိဂတ္တဗာလဲသူ့ရဲ့ပင်ရင်းနာမည်ကပေါင်းလိုက်တဲ့ခါကျတော့ပုတိဆိုတာကပုဒ္ဒါဂတ္တဆိုတာကခန္ဓာကိုယ်တိတ်တာဆိုတာကသူ့ရဲ့အမည်လို့ဆိုတဲ့အခါကျတော့ပုတိကတ္တတိတ်တာဆိုတဲ့အခါကျတော့ခန္ဓာကိုယ်ပုတ်ပြီးတော့နေတဲ့တိတ်တာဒီလိုလေးမှတ်ပေါ့နော်အဲ့တော့မှအလုံးသမဲ့တော့ကမြဓမ္မဖျားခြင်းကိုရမကြီးကလည်းပဲဉာဏ်တော်နဲ့လှမ်းပြီးကြည့်တဲ့အခါကျတော့သူ့ရဲ့အဖြစ်ဖြစ်ကိုမမြင်ဘူးလားမြင်သလားအဲ့ဒီလိုမြင်တော်မူတဲ့အတွက်ကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကဘယ်သူမှနောက်ပါမခေါ်ပါပဲနဲ့ကိုယ်တိုင်မကြွဘူးလားကြွသွားသလားကြွသွားလိုက်တဲ့ချိန်ကကျတော့ဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီပုတိကတ္တတိတ်တရန်တော်ကလေးရဲ့ထံလည်းပဲရောက်ပြီးတော့သွားပါလေရောနည်းနည်းလေးတော့အားကလေးတက်လာတယ်ဘာဖြစ်လာပါလေအာမတက်ဘူးလားအာတက်လာသလားဩတဲ့ဘုရားရှင်ကိုရောမြတ်ကြီးငါရဲ့အတန်ကိုကိုယ်တိုင်ကြွပြီးတော့လာတော်မူတယ်ဘုရားရှင်ကိုရောမြတ်မကြွဘူးလားကြွသလားဒီနေရာလေးမှာဥတ္တနုဆရာသမားကဘလို့လေးချိန်တို့ပြတယ်လေဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကိုအဲ့ဒီပုတိကတ္တဒေသဆိုတဲ့ရဟန်းတော်ကလေးတော်ဖြင့်ဒီလိုယောဂဝေဒနာတွေဖြည်းဖြည်းနှိမ့်ဆက်ပြီးတော့ခံစားပြီးတော့နေရတယ်ဆိုတာကိုတပါးတလီကမှသွားပြီးတော့အကြောင်းမကြားဘူးအကြောင်းကြားသလားဒါပေမဲ့လို့ဘယ်လိုကြောင့်ဘုရားရှင်ကိုရမကြီးကကြွားမြန်းပြီးတော့လာခဲ့တယ်လေဆိုတဲ့အခါကျတော့အတိတ်ကံဘာကံပါလေဘုရားမတော်ခမည်းတော်များအတိတ်ကံဒီတကယ်တော့ပြုပြင်လို့ရသေးသလားမရခဲ့ပါပစ္စုပန်မှာကောင်းနေတာဒီအတိတ်ကကောင်းခဲ့လို့ပါပစ္စုပန်မှာကောင်းနေတာဒီဘာပါလေပစ္စုပန်မှာမကောင်းတာဒီလည်းပဲအတိတ်ကဘာပါလေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဥဒ္ဒေမတော်ခမည်းတော်များဖြစ်ရမှာကအတိတ်ကိုပြန်ပြီးကြည်နေတရားလူသေးလားပစ္စုပန်မှာကောင်းအောင်ဒါလည်းမကြိုးစားဘူးလားကြိုးစားရမှာလားကြိုးစားမယ်ဆိုရင်တော့ပြင်အနာဂတ်မှာမကောင်းစားမှာလားကောင်းစားမှာလားအဲ့တော့ဥဒ္ဒေတို့လည်းပဲဘာပြောနော်ဒီချိန်တိအောင်ကိုယ်ပိုင်ကြောင်းနဲ့မနေရသေးတာလည်းပဲပြန်ပြီးကြည့်ရင်အတိတ်ကဘာမှမလုပ်ခဲ့လို့ဘာလို့ပါလဲအဲ့တော့ဥဒ္ဒေမေတော်ခမည်းတော်မှာဝမ်းနေတရားလိုသလားဦးဇင်းတို့ဆရာတော်ဥဒိသောတာရပကုဆရာတော်ဘုရားသူပြောတဲ့စကားလေးတကူသဘောကျလို့ပါနော်သူကတဏှာမှာသွားပြီးတော့တရားဟောတဲ့ခါကျတော့အဲ့ဒီမှာကျောင်းထဲရောက်တဲ့ခါကျတော့အစာဥရိယအင်မတန်မှမကောင်းဘူးလားကောင်းတယ်လားကောင်းနေတဲ့ကောင်းတဲ့ခါကျတော့သူကနေပြီးတော့ဆရာတော်ကိုလျှောက်တာပေါ့နော်ဆရာတော်တဲ့ဆရာတော်ထဲမှာကျောင်းနေတော့အင်မတန်ကောင်းတာပဲဘုရားတဲ့တပည့်တော်ရဲ့ကျောင်းထဲမှာဒီလိုကျောင်းမျိုးတဆောင်းမှမရှိဘူးဘုရားလို့အဲ့လိုလေသူကတော့ရိုးရိုးသားသားမလျှောက်ဘူးလားလျှောက်သလားအဲ့တော့ဆရာတော်ဘုရားကပြောလိုက်တဲ့စကားလေးတကူကဘာလဲဆိုတဲ့အခါကျတော့အရှင်ဘုရားတဲ့တပည့်တော်ပေးခဲ့လို့ပြန်ရတာပါတဲ့ပါတယ်အတိတ်ဘဝကတခြားလားပေးခဲ့လို့လားပေးခဲ့တော့ပစ္စုပန်မှာပြန်ပြီးတော့မရဘူးလားရသလားဘုရားတို့ဟိုလေးတောက်ကန်ဆရာတော်ကကြံကြံပမှန်ပြောတဲ့သူပြောတာကလည်းပဲအင်မတန်မှဒါနော်သဘောကျတရားကောင်းတယ်သဘောကျတရားမကောင်းဘူးလားကောင်းလားဘာလို့လဲဆိုတဲ့အခါကျတော့သူပြောတဲ့စကားကဦးဇင်းတို့ဒါခစ်ကလည်းပဲဘောလုံးခစ်ကိုဘာခစ်ပါလိသူကဘောလုံးစကားနဲ့ပြောမယ်ဆိုရင်ကွာတဲ့ဦးဇင်းတို့ဘောလုံးကိုနေရန်ပိတ်ပြီးတော့မကန်ဘူးလားကန်ရလားအဲ့ဒီလိုကန်ရင်ကိုကအေးအေးဆေးဆေးကန်ရင်ဘောလုံးကကိုယ်တံဘလို့ရောက်မှာပါလိအေးအေးဆေးဆေးတော့ရောက်မှာပါအေးဆေးဆေးတော့ဘာပါလိကိုကပြင်းပြင်းကန်ခဲ့ရင်အဲ့တော့အတိတ်ဘကပြင်းပြင်းမကန်ခဲ့တော့မရောက်ဘူးဗောရောက်သလားဝမ်းနဲ့တရားလူရဲ့လားဒါတိပြန်ပြီးကြည့်ဥဒ္ဒေမေတော်ခမည်းတော်ပြင်လို့ရရဲ့လားမရတဲ့အခါကျတော့အတိတ်ကိုလည်းပဲလှမ်းပြီးတော့တွေးပြီးတော့မနေပါနဲ့တဲ့ဘာပဲပြောဥဒ္ဒေတော်ပစ္စုပန်မှာကောင်းအောင်မနေဘူးလားနေရမှာလားပစ္စုပန်မှာကောင်းအောင်နေပြီးတော့ဒါဘာပဲဖြစ်သူ့အချိန်တန်ရင်တော့မဖြစ်ဘူးလားဖြစ်မှာပဲလားအဲ့တော့ပုတိကတ္တတိတ်သားလေးလည်းပဲသူ့မှာ
ယောဂဝေဒနာတွေမခံစားဘူးလားခံစားနေရတာလားခံစားနေရတဲ့အချင်းအရာကိုဘုရားရှင်ကိုရောမြတ်ကြီးကနေပြီးတော့ဒိဗ္ဗစက္ကုဉာဏ်တော်ကြီးနဲ့လှမ်းမြောပြီးတော့ကြည့်တဲ့အခါကျတော့မမြင်ဘူးလားမြင်သွားလားမြင်သွားတော့ကံဘုရားရှင်ကိုရောမြတ်ကြီးကမကြွဘူးလားကြွလာတာလားဘုရားရှင်ကိုရမကြီးကြွလာလိုက်တဲ့ခြင်းကကျတော့ပုဒိကတ္တတိတ်တမထေမြတ်ကလေးသည်ဘုရားရှင်ကိုရမကြီးကိုဖုမြင်ရပြီဆိုတဲ့အခါကျတော့သူ့မှာအာအင်အလေးတွေမပြေဘူးလားပြေလာသလားဘုရားရှင်ကိုရမကြီးကြွမြန်ပြီးတော့လာပြီဆိုတဲ့အချိန်ကကျတော့မှအခြားခြားသောတန်ဃာတော်အရှင်မြတ်တွေကလည်းပဲဝိုင်းအောင်ပြီးတော့မလာဘူးလားလာကြမှာလားဘုရားရှင်ကိုတော်မြတ်ကအဲ့ဒီမှာဘာလို့ပေးတယ်လဲဆိုတဲ့အခါကျတော့ကိုယ်တိုင်မဲ့ရင်နွေးကျူတယ်ကိုယ်တိုင်မဲ့ပါလေယင်းနေ့ကြိုပြီးတဲ့အခါကျတော့ပုရိကတာတေတမတိမြတ်ရခန္ဓာကိုယ်ကိုတန်ရှင်းရမလို့ဘူးလားလှုပ်ပေးမှာလားသင်္ကန်းကိုလည်းပဲကိုယ်တိုင်ခွာပြီးတဲ့အခါကျတော့မလျှော်ဘူးလားလျှော်ရမှာလားအပေါ်သင်္ကန်းလေးကိုအသာလျှော်ပြီးတဲ့အခါကျတော့မှဒုတိယအောက်ကသင်္ကန်းလေးကိုလည်းပဲမလျှော်ဘူးလားလျှော်ပေးရမှာလားတထေပြီးမှတထေလျှော်တာပေါ့နော်အဲ့ဒီလိုသူရခန္ဓာကိုယ်မှာပေးကြံပြီးတော့နေတယ်ပြည်တွေသွေးတွေအပုအနတ်နေဒါတွေကိုလည်းပဲဘုရားရှင်ကိုရမကြီးနဲ့တကွာတန်ဃာတော်ရှင်မြတ်တွေကနေပြီးတော့ဝိုင်းအောင်ပြီးတော့စေကြောသုတ်တင်ပေးလိုက်တဲ့အခါကျတော့သူရခန္ဓာကိုယ်ဒီလည်းပဲမတန်ရှင်းဘူးလားတန်ရှင်းသွားသလားအဲ့ဒီလိုတန်ရှင်းသွားပြီဆိုတော့မှဘုရားရှင်ကိုရမကြီးကနေပြီးတော့တရားဟောမယ်ဘုရားကဘာလုပ်မှာပါလဲတရားဟောမယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာတန်ဃာတော်အရှင်မြတ်တွေကိုတရားမဟောခင်ဘာပြောတယ်လဲဆိုတော့ဩတဲ့တန်ဃာတော်အရှင်မြတ်တွေမင်းတို့တဲ့ရဲ့စိတ်ဓာတ်ကတကယ်ပြန်ပြီးကြည့်ရင်တော့ဖြင့်တရိစ္ဆာန်လောက်တောင်မှအတိတရားမရှိကြပါဘာလောက်တောင်မှအတိတရားမရှိပုဒိကတ္တတေတမထေမြတ်ကလေးကိုတပါးတည်းမထားဘူးလားထားခဲ့တာလားအဲ့ဒီလိုထားခဲ့တဲ့အတွေ့အကြုံမင်းတို့တို့ရဲ့စိတ်ဓာတ်ဒီတရိစ္ဆာန်လောက်တောင်မှတန်ဖိုးမရှိပါဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကတန်ဃာတော်အရှင်မြတ်တွေကိုလည်းပဲဒီအတိုင်းလေးမဆုံးမဘူးလားဆုံးမပေးသလားအဲ့ဓမ္မတန်ဃာတော်အရှင်မြတ်တွေကလည်းပဲဝိုင်းအောင်ပြီးတော့တကယ်ဆိုလို့ချင်းအဲ့ဒီကိလာနာတန်ဃာတော်အရှင်မြတ်တွေကိုပြုစုလုပ်ကြွကြခြင်းဒီငါဘုရားကိုပြုစုလုပ်ကြွတာနဲ့အတူတူပါလို့လည်းပဲဘုရားရှင်ကိုရောမြတ်ကအတိမပေးဘူးလားအဲ့တော့မကြမ်းမမဖြစ်နေတဲ့တန်ဃာတော်အရှင်မြတ်တွေကိုလည်းပဲအလုံးသမဲ့တော့ကွန်ပျူတာမှာတတ်ဆန်းသမျှပြုစုယူကြမှုကလေးတွေမပေးဘူးလားပေးရမှာလားအဲ့ဒီလိုပေးမှသာလည်းသူတို့တွေမှာတက်တာရမရဘူးလားရမှာလားအခုဘုရားရှင်ကိုရမကြီးကအလုံးသုတ်သင်ရှင်းလင်းပေးပြီးဆိုတော့မှတရားမဟောဘူးလားဟောမှာလားအဲ့ဒီလိုတရားဟောပြီဆိုတော့မှကဲပုဒိကတ္တတိတ်တမထေမြတ်သည်နာကတရားနာမယ်နာကဘာပါလိဉာဏ်ကဘယ်ကိုလှဲရမှာခန္ဓာကဘယ်နှပပြောပါဦးပရိသသမုပ္ပါဘောတင်းကြည့်ဘယ်ကွက်မှာဘယ်သူတွေလဲမေးတော့ခန္ဓာဘယ်နှပအဲ့ဒီခန္ဓာ၅ပါးတိတခြားလားသုတ်တန်ဒီခန္ဓာလားအဘိဓမ္မာနည်းနဲ့ကြည့်ရင်လည်းပဲခန္ဓာဘယ်နှပါးဘယ်သူတွေလဲမေးတော့ခန္ဓာဘယ်နှပါးအဲ့တော့အလုံးစုံမဲ့တော့ကွန်ပျူတာမှာယုတ်တရားကြီးကနေပြီးတော့ဖောက်ပြန်ပြီးတော့မပြဘူးလားပြနေတာလားအဲ့ဒီယုတ်တရားကြီးပေါက်ပြန်ပြီးတော့ပြနေတာကိုဘုရားရှင်ကိုရမကြီးကနေပြီးတော့သိအောင်ဆိုပြီးတော့တရားမဟောဘူးလားဟောပေးရမှာလားပုဒိကတ္တတိတ္တမထေမြတ်လေးရလည်းပဲသူကနေပြီးတော့ဘုရားရှင်ကိုရမကြီးဟောတော်မူတဲ့တရားတွေမနာရမှာလားနာရမှာလားအဲ့ဒီမှာဘုရားရှင်ကိုရမကြီးကပါဠိဟောလိုက်တယ်လဲဆိုတော့မှာအာစီရံဝတ္တယံကာယောပတဝိံအပိသစ္စတိသုဒ္ဓအပိတဝိညာဏောနိရထံဝကလိင်္ကရံလို့ဘုရားရှင်ကိုရမကဒါလေးမဟောဘူးလားဟောသလားအယံကာယော32သွဲစစ်တုပ်ဘရောပြည့်ကျွတရားဤကိုခန္ဓာသည်အစီရန်နေရရှိကြမြင့်မကြမီအဲ့တော့ခန္ဓာကိုယ်မှာကြည့်တဲ့အခါကျတော့32ကိုထာတာပါပါလေအယံကာယော32သွဲစစ်တုပ်ဘရောပြည့်ကျွတရားဤကိုခန္ဓာသည်အစီရန်နေရရှိကြမြင့်မကြမီအဘိဓဝိညာဏောစီရင်ပြည့်ရင်ဝိညာဉ်ကင်းသည်ဖြစ်၍နိရထဝကလိင်္ကရံအတုံးမကြထင်းတုတ်ထင်းစကဲ့သို့
သောတော်သုတ်တံအယသွန်ပြသည်ဖြစ်၍ပထဝိလှုပ်တိုင်းခေါ်ကြသုတ်တံမြေ၌အဘိသစ္စတိဝတ္တတနေ့မုတ်ချမသွေအိယာမှာပါတကားလို့ဘုရားရှင်ကိုတော်မြတ်ကဒါလေးအတိမပေးဘူးလားပေးသလားအဲ့ဒီလိုလေအတိပေးလိုက်တဲ့ချိန်ကကျတော့အဲ့ဒီမှာပုဒ္ဓိကတတိတ္တမတိကလည်းပဲသူခန္ဓာကိုယ်ကိုဉာဏ်ကလေးပြန်လှည့်ပြီးတော့မကြည့်ဘူးလားကြည့်သလားခန္ဓာကိုယ်မှာပုပ္ပန်နေပဲမလို့ဘုရားရှင်ကိုရမကြီးနဲ့တဝတန်ဃာတော်ရှင်မြတ်တွေကတန်ရှင်းရေးလှုပ်ပေးထားပြီဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းပဲမတန်ရှင်းဘူးလားတန်ရှင်းနေလားတန်ရှင်းနေရင်မှုချုပ်ပြီးတဲ့အခါကျတော့သူ့ရဲ့စိတ်တွေကလည်းပဲမကြည်လင်ဘူးလားကြည်လင်နေတာလားအဲ့ဒီလိုကြည်လင်ပြီးတော့နေတဲ့အကျင့်ဘုရားရှင်ကိုရမကြီးကလည်းပဲတရားဟောတဲ့အခါကျတော့အယံကာယောသုံးသနတ်သက်စစ်တုပ်ဘဲတို့ပြည့်ကျွဲတရားဤကိုခန္ဓာသည်အစီရန်နေရရှိကြမြင့်မဲ့ကြမီတဲ့တကယ်ကြတော့ဟောဒီခန္ဓာကိုယ်ကြီးသည်ဝိညာဉ်ရှိနေလို့ပါဘာရှိနေလို့ဝိညာဉ်ရှိနေလို့ပါဗျာအသက်ဆိုတာလေးမရှိဘူးလားရှိနေတာလားအဲ့ဒီလိုရှိပြီးတော့နေတဲ့အတွက်ကြောင့်သာလည်းရင်ခန္ဓာကိုယ်သည်တန်ဖိုးမရှိဘူးလားရှိနေတာလားအဲ့ဒီအသက်ဆိုတဲ့ဒီဝိညာဉ်ကလေးမရှိတော့ဘူးဆိုတဲ့အခါမှာဟောဒီခန္ဓာကိုယ်ကြီးသည်အတုံးကြနိုင်သေးရဲ့လားမကြနိုင်ပါจิตတတိတ်တာတဲ့ဒါလေးကိုမင်းမြင်အောင်ကြည့်လိုက်စမ်းပါသူပြီးတော့ဘုရားကအတိမပေးဘူးလားပေးနေတာလားဟောဒီခန္ဓာကိုယ်ကြီးကိုနေ့စဉ်ဥဒေမဲ့တော့ကွန်ပျူတာမှဒီရှားကြံပြီးတော့လည်းပဲမကြွေးဘူးလားကြွေးရသလားသူခိုင်းတဲ့တိုင်ကိုကနေပြီးတော့လိုက်ပြီးတော့မလုပ်ဘူးလားလုပ်ပေးရသလားဒါပေမဲ့လို့ခန္ဓာကိုယ်ကြီးဒီကိုရဲ့အလိုတော့ပြန်ပြီးတော့လိုက်ရဲ့လားနေ့စဉ်ရဲ့ဆက်သူ့အတွက်ကြောင့်မှုအတွက်မအေရှာလို့ကျွေးလေကျွေးသူမျက်နှာမထောက်ရှာသည်ကြောက်เสียရခန္ဓာကြီးပါတဲ့ခန္ဓာကိုယ်ကြီးဒီတခြားလားကြောက်เสียရလားနေ့စဉ်ချိုးချင်းစိန်အေးအရာသားတွေကိုအမျက်မပြတ်မကျွေးဘူးလားကျွေးပေးရသလားသူ့ရဲ့အလိုသာကိုကလိုက်ရတာကိုရဲ့အလိုသူဒီတစ်ချိန်တစ်ခါပြန်ပြီးလိုက်တာရှိရဲ့လားခန္ဓာဒီခန္ဓာရဲ့လမ်းစဉ်အတိုင်းမသွားဘူးလားသွားနေမှာလားမွေးလာရင်တော့ဖြင့်အိုမဲနာမဲသိမဲဒါဒီတခြားလားခန္ဓာရဲ့လမ်းစဉ်လားဒီခန္ဓာကိုယ်ကြီးကသူ့ရဲ့အလုပ်ကိုပဲမလုပ်ဘူးလားလုပ်နေမှာလားဒါကြောင့်မို့အဘိဓဝိညာဏဇီဝိပြည့်ရင်ဝိညာဉ်ကင်းသည်ဖြစ်၍နိရထံဝကလိန်ကရံထင်းတုတ်ထင်းစားကဲ့သို့တဲ့တကယ်ခန္ဓာကိုယ်ကြီးကအသက်ဝိညာဉ်ကင်းသွားပြီဆိုတဲ့အခါကျတော့ထင်းတုတ်ထင်းစားကဲ့သို့မဖြစ်ဘူးလားဖြစ်သွားမှာလားတန်ဖိုးရှိသေးလားတန်ဖိုးမရှိတော့ပါသုတ်တော်သုတ်တံအယစွန့်ပြဲအပ်သည်ဖြစ်၍ဘတဝိလှုပ်တန်းခေါ်ကျသုတ်တံမျက်နှာအဓိပစ္စတိဝတ္တနောက်ဆုံးကြတော့တေရမှာပါနောက်ဆုံးကြတော့ပါလေအဲ့ဒီလိုလေဘုရားရှင်ကိုရမြတ်ကနေပြီးတော့ပုရိကတ္တတိတ္တကိုသတိမပေးဘူးလားပေးသလားအဲ့ဒါမှပုရိကတ္တတိတ္တမတိမြတ်ကလည်းပဲနာကတရားနာတယ်နာကပါလေဉာဏ်ကဘယ်ကိုလဲရမှာဟောနာနဲ့အတန်းနဲ့မတိုက်ဘူးလားနာနဲ့အတန်းနဲ့တိုက်ရင်ဘာစိတ်ပေါ်တယ်ကြားစိတ်ဘယ်မှာပေါ်ငါကြားတာလားကြားစိတ်ကကြားတာလားကြားစိတ်ကကြားတယ်လို့သိလိုက်တဲ့နဲ့တပည့်နဲ့ဥဒ္ဓမေတော်ကပိရောမြတ်မှာလည်းပဲသက်ကာယဒိဋ္ဌိမစင်ဘူးလားအဲ့ဒီကြားတဲ့ကလေးတို့ဒီလည်းပဲပြန်ပြကြည့်တဲ့အခါကျတော့သူဒီတခြားလားသင်္ခါရတရားလားသင်္ခါရတရားမှန်ရင်တခြားမှလမ်းဆုံးမလားအပြစ်မှလမ်းဆုံးမလားဟောပြက်တာဒီမြဲလို့လားမမြဲလို့လားခိုင်လို့လားမခိုင်လို့လားမမြဲတာသိမယ်မခိုင်တာသိမယ်ဆိုရင်တော့ပြင်တခြားဒိဋ္ဌိစင်ပါလားတတ္တဒဒိဋ္ဌိစင်ပါလားအဲ့ဒီဓမ္မဘုရားရှင်ကိုရမကြီးဟောနေတဲ့တရားတော်လေးရဲ့အတန်လေးတွေကလည်းပဲတစ်ခုနဲ့တစ်ခုအကြောင်းကျိုးဆက်ဆက်မပေါ်မှာလားပေါ်မှာလားအာဇိရံဝတ္တယံကာယောပထဝေအပိသစ္စတိသုတ်တော်အပိတဝိညာဏောနိရထံဝကလိန်ကရံဆိုပြီးတော့အကြောင်းကျိုးဆက်တာပေါ်တာမသိရမှာလားသိရမှာလားပေါ်တာသိမယ်ဖြစ်တာသိမယ်ဆိုရင်တခြားဒိဋ္ဌိစင်ပါလားဥစ္စေတဒိဋ္ဌိစင်ပါလားခိုင်ပြောပါဦးဒိဋ္ဌိဘယ်နှမျိုးစင်တယ်ဘာဒိဋ္ဌိတွေပါလဲဟုတ်ပြီဒိဋ္ဌိဘယ်နှမျိုးစင်
ဒိဋ္ဌိစင်ကြယ်ပြီးတော့မှအာထုတဲ့ဥပဒနာတိတခြားလားအာကြည့်တဲ့ဝိပဿနာလားအာကြည့်တဲ့ဥပဒနာအထုမှဘာကိုရမယ်လူကျင်တာလည်းပဲတခြားလားနိဗ္ဗာန်လားအဲ့ဒီဓမ္မပြခြင်းကိုရမြတ်ကြီးကနေပြီးတော့ဒီကာတာလေးဟောပြီးတဲ့အခါကျတော့ပုတိကေတတိတ္တမတေမြတ်ကလည်းပဲနာဂတရားနာညာကခန္ဓာလှည့်လိုက်တဲ့ခြင်းကကျတော့အဲ့ဒီကာတာနေကိုဆုံးပြီးတော့သွားတဲ့အခါမှာပုတိကေတတိတ္တမတေမြတ်ဒီယဟန္တာဖြစ်တော်မူတယ်တဲ့ဘာဖြစ်ပါလေအဲ့တော့တခိတကယ်ကျတော့ပုတ်ပွားပြီးတော့နေတဲ့ခန္ဓာကိုယ်ကနေပြီးတော့အသုံးချပြီးသွားလိုက်တဲ့အခါကျတော့ယဟန္တာမဖြစ်ဘူးလားဖြစ်ရသလားအလုံးစုံမဲ့တော့ခမည်းတော်မယခန္ဓာကိုယ်ဒီအကောင်းမဲ့ရှိပါသေးတယ်အလုံးစုံမဲ့တော့ခမည်းတော်မယခန္ဓာကိုယ်ပါပါလေတချို့တော့ယောဂလေးတွေမကပ်ဘူးလားကတ်နေမှလားအဲ့ဒီလိုယောဂလေးတွေကတ်လာပြီဆိုတဲ့အခါကျတော့ကိုကအမြဲမပြတ်တတိမထားဘူးလားထားရမှလားပုဒ္ဓိကတတိတ်တာတောင်မှသူရခန္ဓာကိုပုတ်ပွားပြီးတော့နေရာကနေပြီးတော့ခန္ဓာကိုညာသက်တရားတွေချင်းချံကျိုးတာပွားများအထုတ်လိုက်တဲ့အချိန်ခါမှာယဟန္တာပုဂ္ဂိုလ်အဖြစ်မကြုံလားကြုံရတာလားသူ့မှာကဖြစ်ခြင်းတော့ယဟန္တာကလည်းပဲဖြစ်တယ်ပရိနိဗ္ဗာန်လည်းဆံတယ်ဗါတယ်အဲ့ဒီလိုယန္နာကလည်းပဲဖြစ်ပြိဋိနိဗ္ဗာန်လည်းဆံပြီးတော့သွားလိုက်တဲ့ခြင်းကကျတော့ဖျက်ခြင်းကိုတော်မြတ်ကိုတော်တိုင်းအဲ့ဒီပုတိကတတိတ်တမထေမြတ်ရဲ့ရုပ်အလောင်းကောင်းကြီးကိုဥဒိမေတော်ကင်ပြီးတော်မြတ်မိသေးကြမှုတွေမပြုရမှလားပြုရမှလားအဲ့ဒီလိုမိသေးကြမှုတွေပြုလိုက်တဲ့ခြင်းကကျတော့ပုတိကတတိတ်တမထေမြတ်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့အင်မတန်မှမြောင်များစွာဓာတ်တော်တွေကြတော်မူတယ်ဘာတွေကြပါလေအဲ့ဒီတတ်တော်တွေကိုပြခြင်းကိုရမခြင်းနဲ့တော့တန်ဃာတော်ရှင်မြတ်တွေကကောက်ယူပြီးတဲ့အခါကျတော့အဲ့ဒီမှာဇီရီတော်ကြီးတီးပြီးတော့မထားဘူးလားထားတယ်လားထားတယ်တဲ့နော်အဲ့တော့အိန္ဒိယရောက်တဲ့ပုဂ္ဂိုလ်များတေချာပြီးကြီးခဲ့ကြပေါ့နော်မကြည့်ဘူးလားကြည့်ရမှာလားမေးပေါ်ဗျာအခုချိန်ဒီအောင်တော့သူများပြောတာပဲကိုလည်းမရောက်ဘူးတော့မသိဘူးပုဒ္ဓိကတ္တတိတ်တမထေမြတ်ရဲ့အယုဇီရီတော်ဆိုပြီးတော့ဓာတ်တော်ဇီရီတော်ပေါ့မရှိဘူးလားရှိတယ်လားဒါလည်းနည်းနည်းသတိထားတာပြောရတာနော်ရှိတယ်ဆိုရင်ကိုယ်တိုင်သိတဲ့ပုံတတန်ရှိတယ်ဆိုရင်ဘာပါလဲအဲ့လိုဖြစ်မှသလိုဥဒိယဒါရှိတဲ့ဟောတဲ့ပါရင်ကိုယ်တိုင်ပြောတာမဟုတ်သူများပြောတာပြန်ပြောတာဒါလည်းပဲဥဒိနဘသူသင်လဲဆိုတော့၄000ခန့်ဆရာတော်ဥပဘာသသင်တာနော်သူဟာအယတမတောင်မှအယတောက်လို့ချင်းဥဒိမေတော်ခမည်းတော်မှာသူဟာသူချိန်စပြီးမတောက်ဘူးလားတောက်သလားတချို့ဘယ်နှပဲတောက်တပည့်နှစ်ပည့်စသည်ပေါ့နော်မတောက်ဘူးလားတောက်တယ်လားတောက်တဲ့အခါကျတော့တပည့်ဆိုတာဘယ်လောက်လဲဆိုတော့လက်နှလုံးနဲ့သူပြောပြတာတပည့်ဆိုတာဘာပါလဲအဲ့တော့ဘာပဲဖြစ်ဖြစ်ခုလည်းပဲပုဒ္ဓိကတ္တတိတ်တမထေမြတ်ရဲ့ဓာတုသေးတိတော်ကြီးဒီဥဒ္ဓမေတော်ခမည်းတော်များမရှိဘူးလားရှိသလားအဲ့ဒီတော့မှတန်ဃာတော်ရှင်မြတ်တွေကဓာတုသေးတိတဲပြီးတဲ့အခါကျတော့ဩတဲ့ပုဒ္ဓိကတ္တတိတ်တမထေမြတ်သည်တကယ်သူ့ရဲ့ခန္ဓာကိုယ်ကြည့်တဲ့ယဟန္တာဖြစ်မဲ့ဘဝတောင်မှပုတ်ပွားပြီးတော့မှနောက်ဆုံးယဟန္တာဖြစ်ရတာပါလားအင်မတန်မှဘဝသည်စိုးသွမ်းပါသလားဆိုပြီးတဲ့အခါကျတော့အဲ့ဒီမှာတန်ဃာတော်ရှင်မြတ်တွေကအုပ်အုပ်ကြီးဖြစ်ပြီးတဲ့အခါကျတော့အဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကပုဒ္ဓိကတ္တတိတ်တမထေမြတ်ရဲ့အတိတ်ဇာတ်ကြောင်းလေးပြန်ပြောင်းပြီးတော့မှမဟောရမှလားဟောရမှလားအဲ့ဒီလိုဟောရမယ်ဆိုတဲ့အခါကျတော့ gain ပုဒ္ဓိကတ္တတိတ်တမထေမြတ်အလောင်းသည်ကတ္တပဘုရားရှင်လက်ထဲဘယ်လက်ထဲအဲ့ဒီကတ္တပဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထဲတော့အခါမှာပုဒ္ဓိကတ္တတိတ်တမထေမြတ်သည်ဘာဖြစ်ခဲ့လဲဆိုတဲ့အခါကျတော့ငှက်မုတ်ဆိုးဘဝဖြစ်ခဲ့တာဘယ်ဘဝဖြစ်ခဲ့ငှက်မုတ်ဆိုးဘဝဖြစ်တဲ့အခါကျတော့ရှင်မင်းကိုနေ့စဉ်ငှက်သားရင်လေးတွေချက်ပြုတ်ပြီးတဲ့အခါကျတော့သူဒီမကရမလားကာယမလားကာယရမဟုတ်ပါဆက်တာရတယ်ပေါ့နော်ရှင်မြင်းကိုအမြဲတမ်းမဆက်တာဘူးလားဆက်တာရသလားအဲ့ဒီမှာငှက်ကလေးတွေကလည်းပဲအင်မတန်မှများလာပြီဆိုတဲ့အခါကျတော့ထားဖို့နေရာကသူ့မှာကအစဉ်ပြေအောင်မရှိပါထားဖို့နေရာအစဉ်ပြေအောင်ရှိသလားအဲ့ဒီလိုထားဖို့နေရာအစဉ်ပြေအောင်မရှိလိုက်တဲ့ချိန်ကကျတော့သူကဘာလို့ရသလဲဆိုတော့အဲ့ဒီငှက်ကလေးကိုတောင်ပန်းလေးတွေလည်းပဲမချိုးဘူးလားချိုးခဲ့မှလားမပြန်နိုင်အောင်ဆိုပြီးတော့တောင်ပန်းလေးတွေလည်းပဲချိုးမယ်မပြေးနိုင်အောင်ဆိုပြီးတဲ့အခါကျတော့ခြေထောက်ကလေးတွေလည်းပဲမချိုးဘူးလားချိုးမှလား
အဲ့ဒီလိုချုပ်ပြထားတဲ့အခါကျတော့ငှက်ကလေးတကအတော်နဲ့မကုန်းနိုင်မခန်းနိုင်ဖြစ်နေတဲ့အခါကျတော့အဲ့ဒီသူချိုးထားတဲ့နေရာကနေပြီးတော့မပုတ်ဘူးလားပုတ်လာတာလားအဲ့ဒီလိုပြုတ်ခဲ့တဲ့အကုသိုလ်ကံဘာကံပါလဲတနေ့ရလည်းပဲဟောခဲ့ပါတယ်ကံပြုတ်သမျှမနုရတာလားနုရတာလားအခုပုတိကတ္တတေသမထေမြတ်ဒီသူပြုတဲ့ကံသူကိုယ်တိုင်သားလည်းမခံဘူးလားခံရမှာလားအဲ့ဒီလိုနဲ့သူဒီငှက်မုတ်သူဘဝတော်ကနေပြီးတော့လှုပ်ခဲ့တဲ့အကုသိုလ်ကံကနေပြီးတော့လာပြီးအကျိုးပေးတဲ့အခါကျတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဒီပုတ်ပွားပြီးတဲ့အခါကျတော့မနေတာလားနေတာလားဒါပေမဲ့လို့အဲ့ဒီပုတ်ပွားပြီးတော့နေတဲ့ခန္ဓာကိုယ်ကနေပြီးတော့ဓာတ်တော်တွေကြအောင်ယဟနာဖြစ်အောင်မကြိုးစားဘူးလားကြိုးစားသွားသလားယဟနာဖြစ်အောင်ကဆွမ်းတောင်းပေးလိုက်တာကဘာကံလဲဆိုတဲ့အခါကျတော့ကုသိုလ်ကံဘာကံပါလေအဲ့တော့ကုသိုလ်ကံရဲ့အကျိုးပေးရဲ့အကုသိုလ်ကံရဲ့အကျိုးပေးရဲ့ဒီတူနိုင်ရဲ့လားမတူနိုင်ဘူးတူနိုင်သလားမတူနိုင်တဲ့အခါကျတော့ကုသိုလ်ကံကသူဒီတနေ့သောအချိန်ခါမှာရှင်မြင်းကိုဆက်တာပြီးတဲ့အခါကျတော့သူစားဖို့ရလဲပဲအဲ့ဒီငှက်သားဟင်းကလေးတွေကိုသူကနေပြီးတော့မချမ်းဘူးလားခြံထားတာလားအဲ့ဒီလိုချမ်းသာပြီးတဲ့အခါကျတော့သူစားဖို့ရအဲ့ဒီငှက်သားဟင်းလေးကိုတနေ့တော့အကျဉ်းကမှာယဟနာပုဂ္ဂိုလ်အရှင်မြတ်တပါးကနေပြီးတော့အိမ်ရှိမှာလာပြီးတဲ့အခါကျတော့စွမ်းမရဘူးလားစွမ်းရသလားစွမ်းရတဲ့တန်ဃာတော်ရှင်မြတ်ကိုသူကကြည်ပြီးတဲ့အခါကျတော့ဩတဲ့ငါရဲ့ဘဝနှစ်ပေါင်း40ကျော်50အတွင်းမှာကုသိုလ်ကောင်းမှုဆိုလို့ဘာတစ်ခုမှမရှိပါလားဒီနေ့တော့ပြန်ငါမှလည်းပဲကြည်တော့ငှက်သားဟင်းလေးကလည်းပဲအစင်းသင့်ရှိနေပြီတန်ဃာတော်အရှင်မြတ်ကလည်းပဲစွမ်းခံကြွနေပြီဒါကြောင့်မို့ငါဒီအဲ့ဒီငှက်သားဟင်းလေးတွေကိုတော့ပြင်တန်ဃာတော်အရှင်မြတ်ကိုလောင်းလူလိုက်အောင်မပဲသူပြီးတဲ့အခါကျတော့မလောင်းဘူးလားလောင်းလိုက်တာလားအဲ့ဒီလိုလောင်းပြီးတဲ့အခါကျတော့သူကနေပြီးတော့ယုသေသားလက်ဥချင်းမို့ရှိကိုကြောပြီးတော့အရှင်ဘုရားတဲ့ဖရာတပည့်တော်ဒီတက်တက်မှာတခါဆိုသလိုပဲအရှင်ဘုရားအားဤကဲ့သို့ဖရာတပည့်တော်စမယ်ငှက်သားဟင်းလေးကိုလောင်းလို့လိုက်ရတဲ့ကုသိုလ်ကံအစွမ်းဘကကြောင့်ဖရာတပည့်တော်ဒီအရှင်ဘုရားတော်သိတော်မူတဲ့သစ္စာတရားကလေးသိပါရစေဘာလေးသိပါရစေအဲ့တော့သူဒီသစ္စာစိုက်အောင်တခါတည်းစုမတောင်းမလားတောင်းလိုက်တာလားအဲ့ဒီကံတရားကြောင့်သူဒီတခြားဖြစ်ရတာလားယဟနာဖြစ်ရတာလားကိုပြုတဲ့ကံတိုင်းအလုံးသောမေတော်ကမိရမမခံရမှာလားခံရမှာလားအဲ့တော့သူ့ကိုပြန်ပြီးကြည့်တဲ့အခါကျတော့သူ့ကိုကယ်လိုက်တာဒီတရားတခြားကကယ်ရလားတရားကကယ်ရလားတရားချင်းကိုရမကြီးဟောတော်မူတဲ့တရားကိုလည်းပဲသူဒီလူဘဝတုန်းကတည်းကမနာဘူးလားနာထားတာလားအဲ့ဒီအရှင်အုံတွေကလည်းရှိပြီးတော့နေတဲ့အခါကျတော့သူကိုယ်တိုင်တပါးတည်းနေတဲ့အခါမှာလည်းပဲအဲ့ဒီတရားကိုသာလည်းအမြင်မပြတ်နှလုံးမသွင်းဘူးလားနှလုံးသွင်းသလားအဲ့တော့တခိတခိတော့ဥဒ္ဓမေတော်ကံပြီးတော့များတရားအလို့ကြိုးစားပွားများအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာအမျိုးမျိုးအပုံပုံရည်ရွယ်ချက်အသီးသီးမရှိကြမှာလားရှိကြမှာလားတကြိုသောပုဂ္ဂိုလ်တွေကတရားအလို့ကြိုးစားပွားများအထုတ်တာဒီကုသိုလ်ရအောင်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းပဲမပါဘူးလားပါနိုင်တာလားပါနိုင်ပါတယ်မပါဘူးလားပါနိုင်လားတကြိုကတော့ဒီတရားကြီးဒီတရားစက္ကန့်ပွဲချင်းငါတို့တွေဝင်ရောက်ပြီးတော့အတုကြရင်တော့ပြန်ဘာပဲပြောသီလတော်နေ့စောင့်တည်ရမယ်ဒီလိုသီလကိုဥဒပေးပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေလည်းပဲမရှိဘူးလားရှိနိုင်သလားနောက်ဆုံးကြတော့ဥဒ္ဓမေတော်ကံပြဓမ္မဘာဝလာအဲ့လိုလှုပ်တဲ့အနေနဲ့တရားနာရရင်တော့ပြန်ကုသိုလ်ရမှာပဲဆိုပြီးတော့ဒီလိုရည်ရွယ်ချက်တွေလည်းပဲမပါဘူးလားပါမှာလားဘလူပဲရည်ရွယ်ချက်တွေပါခဲ့ဥဒ္ဓမေတော်ကံပြီးတော့များမလှုပ်တဲ့ပုဂ္ဂိုလ်နဲ့စာရင်လှုပ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အကျိုးမများဘူးလားများသလားတချို့တာခန့်ငယ်ငယ်လေးဆိုတဲ့အခါကျတော့တရားအလို့ကြိုးစားပွားများအာထုတ်တာဒီညက်နေသားစားရရဲ့လားမယုံမစားပါဘူးနော်စားရရဲ့လားအဲ့တော့တချို့ခန့်ငယ်ငယ်ပုဂ္ဂိုလ်တွေကတရားစခန်းလာရောက်ပြီးတော့ဝင်ညတာဒီဝိတ်ကြအောင်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းပဲမပါနိုင်ဘူးလားပါနိုင်ပါတယ်နော်အမျိုးမျိုးပုံမရှိဘူးလားရှိသလားရှိပါတယ်ဥဒ္ဓဟိုမေတ္တာရှင်ရွှေပြည်သားဆရာတော်ဘုရားရဲ့ဇောက်ကလေးတို့ဖတ်တဲ့ခါကျတော့ဘာသွားတွေ့တယ်လဲဆိုတော့အဲ့မှာစင်ကာပူမှာတဲ့ဘယ်မှာပါလဲသူကဒီခန္ဓာကိုယ်ကြီးဒီဘာနဲ့အလားတန်တူတယ်လဲလို့ဥပမာပြီးတော့အုတ်ဂူနဲ့တူတယ်ခန္ဓာကိုယ်ကြီးဒီဘာနဲ့တူပါလဲအုတ်ဂူနဲ့မတူဘူးလားတူသလားအုတ်ဂူဆိုလို့ချင်းအုတ်ဂူအတွင်ထဲတာဒီကောင်းတာတွေထဲတာလားမကောင်းတာတွေထဲလား
ဦးဇင်းမတော်ခမည်းတော်မစားခင်တော့ကိုယ့်ရဲ့စိတ်ထဲမှာကောင်းတယ်လို့မထင်ဘူးလားဝါရင်အဲ့ဒီဝါတာပြန်အောက်ထွေးကြပြန်စားရင်စားခြင်းသေးလားမစားခြင်းတော့ပါဘူးအဲ့တော့ခန္ဓာကိုယ်ကြီးတည်တခြားနဲ့တူတာလားအုတ်ကူနဲ့တူတယ်လားအုတ်ကူနဲ့တူတယ်ဆိုပြီးတော့အဲ့လိုလေသူကပြောပြီးတဲ့အခါကျတော့အဲ့ဒီစင်ကူမှာဒကမခက်ငယ်2ယောက်3ယောက်ပေါ့ဒကမခက်ငယ်ပါပါလေ2ယောက်3ယောက်ကလည်းပဲအမြဲတမ်းတရားတော်လာပြီးမနာဘူးလားနာလားတရားနာလာတဲ့အခါကျတော့သူတို့ကဟိုလိမ့်ချဲပြီးတော့လာတာပေါ့ဘယ်လိုလာလဲလိမ့်ချဲပြီးတော့လာတော့ကိုအဲ့ဒီဆရာတော်လေးတွေကလည်းပဲမသိဘူးလားသိသလားသိတဲ့အခါကျတော့သောတပန်ပြောတယ်လို့ပေါ့ခန္ဓာကိုယ်ကိုဘာနဲ့ဥပမာပေးလိုက်အုတ်ကူနဲ့ပြီးတယ်ဆိုတဲ့အခါကျတော့တဏခါလိမ့်နာသည်တဲ့ပြန်ပြီးကြည့်ရင်အုတ်ကူကိုစေးတုတ်တာတဲ့တဏခါလိမ့်နာသည်ပါပါလေဘုရားမတော်ခင်ဗျကျန်တာမမှတ်မိရင်နေပေါ့ဗျာနော်တဏခါလိမ့်ရင်တော့တရိယတဏခါလိမ့်ရင်တော့ပါပါလေဘလို့တရိယမှာလဲဟောငါမှာတော့ပြင်အုတ်ကူကိုစေးတုတ်နေပြီဟောဒီလိုမို့လားအဲ့တော့အဲ့လိုပြောပြီးဆိုတော့အဲ့ဒီတက္ကမလေးတွေကဥဒ္ဒေမေတော်ကမြူရမကျေနပ်ပါမလားဒီကိုတော်တွေတဲ့ငါတို့သာပြောတာသူတို့လည်းပဲတခုခုတော့လုံမှာပဲဆိုပြီးတော့အမြဲတမ်းကိုတော်တွေကိုချောင်းနေတာတဲ့ကိုတော်တွေကိုမချောင်းမလားချောင်းနေလားကိုတော်တွေကိုချောင်းနေတော့တရက်ကြတော့ကိုတော်လေးတွေကလည်းပဲတပါးနဲ့တပါးပေါ့နော်တပါးကောင်တပါးရိတ်ပြီးတော့မပေးဘူးလားပေးနေလားခေါင်းရိတ်တာကိုသွားတွေ့တာဘာကိုသွားတွေ့ခေါင်းရည်တာသွားပြီးတွေ့တဲ့ခါကျတော့အဲ့မှာ तू ကဘာပြောလဲဆိုတော့နဲ့သူတို့တူတဲ့ငါတို့သာပြောတာသူတို့လည်းပဲအုတ်ကူကိုမျက်ရှင်းနေတယ်အုတ်ကူကိုဘာလို့ပါလဲအဲ့တော့ဥဒ္ဒေမေတော်ခမည်းတော်ဒီလိုလေးတွေလည်းပဲကြမ်းကြမ်းဖမ်းဖမ်းမရှိဘူးလားရှိသလားဥဒ္ဒေတို့တစ်ခါတလေကျတော့ကိုမသိရတာတွေကအများကြီးမသိတာတွေကဘာပါလဲအဲ့မှာမေတ္တာရှင်ဆရာတော်သူကိုယ်တိုင်မှာပဲနော်သူ့ရဲ့ယဟမထံကို तू ဟာမနစ်စောတော့မသွားဘူးလားသွားသလားသွားတဲ့အခါကျတော့ဖြစ်ကျင်တော့သူယဟမကသူလာတဲ့ချိန်ကျတော့နောက်ဖေးရောက်နေတာဘယ်ရောက်နေလဲသူလာတာကိုလာပြီးတော့တွေ့နိုင်သလားမတွေ့နိုင်ဘူးသူ့ကိုလာပြီးတွေ့တာကဒါသူယဟမရဲ့သားတွေသမီးတွေကတော့လာတွေ့တယ်ပေါ့နော်လာတွေ့တဲ့အခါကျတော့မေတော်ကြီးရောလို့မမေးဘူးလားမေးလိုက်လားမေတော်ကြီးနောက်ဖေးမှာပါဗျာတဲ့အဲ့လိုပြောတဲ့အခါကျတော့ဘာလုပ်နေလဲတဲ့ဟောမမေးဘူးလားအဲ့လိုမေးတဲ့အခါကျတော့ဘာပြန်ပြောတဲ့သူတော့မှန်ပါဗျာတဲ့အေတို့ပဲလုံနေတယ်တဲ့မတော်ကြီးဘာလုံနေလဲဘုန်းကြီးကအေတို့ပဲဆိုတာကဂျီဒိုးနဲ့လို့မုံတယ်လို့အေးဟာတဲ့မြန်မြန်လောက်ခိုင်းတယ်ပြီးရင်ငါလည်းကတ်ဘာလောက်ခိုင်းလဲကတ်ခိုင်းတာ तू ကမုံထင်တာဟုတ်ဖြစ်ကျင်တော့လုံနေတာလဲဘယ်မှာလဲနောက်ဖေးမှာလေနောက်ဖေးဆိုတော့ဒါမိဖို့ကြောင့်ပဲရှိတာဟုတ်မိဖို့ကြောင့်လည်းသွားပြီးတော့လုံနေတဲ့ခါကျတော့မုံလုံနေတယ်ထင်တာဘာလုံနေတယ်ထင်ပါလေအဲ့တော့မသိတဲ့ဟာတွေဥဒ္ဒေမေတော်ခမည်းတော်မပြောတာပဲကောင်းတယ်ဟုတ်တယ်မလားအဲ့တော့ကဲကွာသူကမုံထင်ပြီးတော့အေတို့ပဲကတ်ပါဆိုတော့ဘယ်လိုလုပ်ကတ်လို့ရပါမလားမရဘူးเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုကအမြဲတမ်းပြောကျင်တာကလှုပ်ဖြစ်တာနဲ့မလှုပ်ဖြစ်တာတိုင်းလှုပ်ဖြစ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အကျိုးမများဘူးလားအကျိုးများပါတယ်ဝိကြအောင်မဲတရားအထုထုတချို့ကကျမ်းမာရေးကောင်းအောင်ဟောတချို့ကဘာပါလိကျမ်းမာရေးကောင်းအောင်မဲအထုဘလို့ပဲဖြစ်ဖြစ်အလုံးလုံးဖြစ်ဖို့ကအဓိကဘာလို့ဖြစ်ဖို့အဓိကအဲ့တော့အလုံးသမေတော်ကမြူဓမ္မလည်းပဲတရားအလုပ်တွေကိုကြိုးစားပြီးတော့မလုပ်ရမှာလားလုပ်ရမှာလားအခုလည်းပဲပုတ္တိကာရတိတ်တာမထေမြတ်သည်ဘုရားရှင်ကိုရမြတ်ကြီးရဲ့အတန်ကိုနေ့စဉ်လည်းပဲလူဘဝတွေကသွားပြီးတော့တရားတွေမနာခဲ့တာလားနာခဲ့တာလားအဲ့ဒီလိုနာခဲ့လိုက်တဲ့တရားလေးတွေကလည်းပဲသူ့ကိုကြည်သူမပြုမလားပြုမလားယောဂဝေဒနာဘယ်လိုပဲဖြည်းဖြည်းနှိမ့်စေပြီးတော့ခံပြီးတော့နေရပင်နေရညတော့လည်းပဲဘုရားရှင်ကိုရမြတ်ကလည်းပဲအဲ့ဒီမှာညံတော်နဲ့ကြည့်တော့ဩတဲ့ငါရဲ့သားတော်တိတ်တာငါရဲ့တန်းကိုမလာတာကြားပြီလို့ဒီလိုသိလိုက်တဲ့ချိန်ကကျတော့ဘုရားရှင်ကိုတော်တိုင်းကြွပြီးတဲ့အခါကျတော့သူ့ကိုတရားမဟောဘူးလားဟောသလားတရားဟောလိုက်တဲ့အခါကျတော့တရားဒီမနာရတာလားနာရတာလားတရားနာရတော့နာကတရားနာညာကခန္ဓာလည်းတော့သူဒီနောက်ဆုံးတရားလားယဟနာဖြစ်တာလား
ယဟနာလည်းပဲဖြစ်ပြိဋိဘံလည်းဇံအဲ့ဒီတော့မှသူ့ရဲ့အတိတ်ဇာကြောင်းလေးတွေကိုသိကျင်တော့ဘုရားရှင်ကိုရမြတ်ကြီးကနေပြီးတော့ပြန်ပြီးတော့မဟောဘူးလားဟောပေးရသလားအဲ့တော့သူပြုတဲ့အတိုင်းသာလျှင်ဥဒ္ဓမတော်ကမြူဓမြမခံဘူးလားခံရတာလားဒါပေမဲ့လို့သူ့ရဲ့အင်မတန်မှပုတ်တိဖြစ်နေတဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့သူဒီအနှစ်ရအောင်မယူဘူးလားယူသွားတာလားတန်တရာဘဝအတွက်တန်တရာခရီးအတွက်ဖြတ်တန်းကလေးရအောင်မယူဘူးလားယူသွားသလားဟောခန္ဓာကိုယ်ထဲကနေပြီးတော့အနှစ်ထုတ်ပြီးတော့မသွားတာလားသွားတာလားယဟန္တာပုဂ္ဂိုလ်တော်မှာမဖြစ်ဘူးလားဖြစ်ရသလားဒါကြောင့်မို့ဥဒ္ဓမတော်ကမြူဓမ္မလည်းပဲကိုယ့်ရဲ့ခန္ဓာကိုအကောင်ပရကတိရှိပြီးတော့နေတဲ့အချိန်ကားလေးမှာကြိုးစားပြီးတော့တရားအလုပ်တွေမလုပ်ရမှလားလုပ်ရမှလားဒါဖြင့်ပြန်ပြီးကြည့်ရင်ပုတိကတာတိတ်တာမထေမြတ်ကိုတကယ်ကယ်လိုက်တာဒီတခြားကကယ်ရလားတရားကကယ်ရလားအဲ့ဒီတရားကလည်းပဲတခြားတရားလားဝိပဿနာတရားလားကိုင်လက်ပြီးတော့ဆိုသမှာဝကံကျမထိုတရားကဒုဖယာတောင်လူဖူးွယ်သူအတ္တတရင်ကိုသေးရဖို့အတ္တိတကြမှတ်လိုက်ွယ်သေတဲ့အခါအပေမလားဖို့အပေတရားကကဲမမယ်ဝိပဿနာဓမ္မခံတရားကအမှန်တနာလို့ကဲမမယ်ဒါကြောင့်သာကွယ်ဝိပဿနာအလုပ်ကိုရှင်လူအများကြိုးစားကွယ်လုံးလာဒုက္ခဇွဲကိုထားရင်နိဗ္ဗာန်တကပွင့်လိမ့်မယ်ဒါကြောင့်မို့အလုံးသမေတော်ကမြူဓမ္မဝိပဿနာအလုပ်ကိုမိမိတို့ကနေပြီးတော့ကြိုးစားပြီးတော့မလုပ်ရမှလားလုပ်ရမှလားတကယ်သေးပေါက်ရောက်လာပြီဆိုတဲ့အခါကျတော့သားရသမီးတွေကလည်းပဲကဲနိုင်ရဲ့လားဇနီးမယားကလည်းပဲကဲနိုင်ရဲ့လားကို့မှာရှိပြီးတော့နေတဲ့သီဝဥစ္စာတွေကလည်းပဲကဲနိုင်ရဲ့လားတကယ်ကိုကိုကဲမှသည်တခြားကကဲမှလားတရားကကဲမှလားဒါကြောင့်မို့ဒါနာတရားလည်းပဲမလုပ်ရမှလားလုပ်ရမှလားသီလတရားလည်းပဲမစောင့်တည်ရမှလားစောင့်တည်ရမှလားဘာဝနာတရားလည်းပဲအမတုဘူးလားအထောက်ရမှလားအဲ့ဒီဒါနသီလဘာဝနာဓာတ်တွေကိုအခြေခံပြီးတဲ့အခါကျတော့တကယ်လုပ်ရမယ်အလုပ်ဒီတခြားလားဝိပဿနာအလုပ်လားအဲ့ဒီလိုဥပဒနာအလုပ်တွေကြိုးစားပြီးတော့လှုပ်လိုက်တဲ့အခါကျတော့ပုတိကတတိတ်တမထေမြတ်သည်တန်တရာဘဝအတွေ့ဖြတ်တန်းကမရဘူးလားရသွားသလားဒါကြောင့်မို့ဥဒ္ဓမတော်ကမြူဓမ္မလည်းပဲကိုယ့်အတွက်ဖြတ်တန်းကရအောင်မယူရမှလားယူရမှလားဟောစီးပွားဥစ္စာတွေကအနှစ်ထုတ်တော့တခြားလားဒါနာတရားလားဒါနမပြုရမှလားပြုရမှလားခန္ဓာကိုယ်တည်းကအနှစ်ထုတ်တော့တခြားလားသီလတရားလားသီလလည်းပဲမစောက်တည်ဘူးလားစောက်တည်ရမှာလားဟုတ်ပြီမိမိတို့အသက်ခန္ဓာကိုယ်တွေကနေပြီးတော့ပြန်ပြီးကြည့်ရင်တွေ့နိုင်တာဒီတခြားလားဘာဝနာတရားလားတရားဘယ်နှမျိုးဘာတွေလဲမိတော့ဒါနာသီလဘာဝနာအဲ့ဒီဒါနသီလဘာဝနာတွေအခြေခံပြီးတဲ့အခါကျတော့နောက်ဆုံးမှာလောက်ရမှာဒီတခြားလားဝိပဿနာအလုပ်လားဒါကြောင့်မို့ဝိပဿနာအလုပ်ကိုကြိုးစားပြီးတော့မလုပ်ရမှလားလုပ်ရမှလားဝိပဿနာအလုပ်လုပ်တော့လည်းပဲတခြားကြည့်ရသလားခန္ဓာကြည့်ရသလားခန္ဓာကဘယ်နှပါးပရိသသမုပ္ပါဘောတင်ကြည့်ဘယ်ကွက်မှာဘယ်သူတွေလဲမေးတော့ဟုတ်ပြီသုတ်တန်ဒီခန္ဓာအဘိဓမ္မာနည်းနဲ့လည်းပဲခန္ဓာဘယ်နှပါးဘယ်သူတွေလဲမေးတော့